အသီးစုံဟင်းအသီးစုံဟင်းကိုအသီးစုံဟင်းနဲ့လို့ထင်းနဲ့special ဝါသနာရှင်လာလို့စားလို့ရပါတယ်ဗျာအရန်ကိုမိုက်တဲ့ဟင်းစိုက်သားရဲ့အာလူရဲ့ပေသီးရဲ့ဒီမှာမူလာဦးရဲ့ခရမ်းသီးရဲ့ယုံပလီသီးရဲ့အစုံပဲပြတ်သွားပြီဒီမှာကြည့်လိုက်အရန်ကိုမိုက်တယ်အရန်ကိုကောင်းတဲ့ဟင်းတစ်ခွက်ပဲဒီမှာ